မော်ဒီနဲ့ထိုးမုံတို့ထိုးတာကောင်းတယ်ထောင်းတာကောင်းတယ်ဆိုပြီးငင်းရကနေရွှေချင်းလုံးမှာပွဲတွေဖြစ်ကုန်တာပွဲအစမှာပဲတင်မော်ဒီကထောင်းလိုက်ထိုးမုံကထိုးလိုက်နဲ့ပွဲတွေကျန်းနေတာနှစ်ဖက်လုံးကကောင်းနေတော့အမှတ်မရကြဘူးအဲ့ဒါနဲ့မျိုးလေးဆိုတဲ့ဘဲကစားပစ်တွေနင်းချမ်းကုန်တာတမက်ရသွားတယ်အထောကြံကလည်းကြောင်းတိုက်ခေါင်းကိုချင်းလုံးနဲ့ထုခွဲတာဆင်းထွက်သွားတယ်စားပစ်တွေနဲ့ဟိုဘက်ဒီဘက်တမက်စီရနေတော့ဖိုက်တာတွေကထောင်းကြထိုးကြပြန်ရောငိုးမကောင်းလိုက်တဲ့ကန်ချင်းတွေကြည်ကောင်းနေတော့မျိုးလေးဆိုတဲ့ဘဲကစားဖစ်တွေမတရားထိုးလိုက်ပို့လိုက်လောက်တာထိုင်းတွေမခံနိုင်ကြဘူးပရိသတ်တွေပါပွဲစီသွားတယ်ထိုင်းကပြန်စော်လိုက်မျိုးလေးကတီးလိုက်နဲ့လောက်တာမျိုးလေးကပိုကောင်းတယ်လေးလုံးငါးလောက်စက်တိုက်ပေါက်ဝါ10မှတ်2မှတ်နဲ့ပါကွင်းချင်းသွားရတယ်ကွင်းချင်းပြီးတော့ထိုင်းကဘဲကမျိုးလေးကိုပြန်ပို့တာမျိုးလေးခပ်ပြကာယာကြီးចောင်းတိုက်ကလဲပါလဲတယ်နောက်တစ်လုံးထပ်ပို့တော့မျိုးလေးစင်ထွက်သွားတဲ့ချင်းကိုခေါင်းနဲ့ထောင်ပြီးကန်နာကောင်းလိုက်တဲ့ចောင်းတိုက်မျက်နာရှိကအလုံးကိုဘက်ကင်ကန်သွားတာကြောင်းတိုက်မလို့တာပဲကြောင်းထိုင်ဆိုထိုင်ပါရှိခိုးရမှာစားပစ်တွေနဲ့တူပုတ်ကိုပို့အမတ်တွေယူလို့ကောင်းနေတာမြန်မာ6မှတ်3မှတ်ဖြစ်ကုန်တယ်ပို့ယုံတင်မကဘူးပိုက်ခေါင်းတွေကထောက်ပြီးထိုးတာပြိတက်တွေပါ Oh my god တွေဖြစ်ကုန်တယ်ထိုင်းကဘဲကလည်းကြောင်းတိုက်ခေါင်းကိုတစ်ချက်ကန်ခွဲလိုက်တာတမတ်ပေးလိုက်ရတယ်ကြောင်းတိုက်တော့မဖြုံဘူးနောက်တစ်လုံးသူ့စီထိုးပါဆိုပြီးလက်တွေပြပြီးခေါ်နေတာထိုင်းမဲကစားပစ်တွေဝေးကုန်ရောမျိုးလေးကလည်းစားပစ်ကိုပိုက်တွေကြီးလိတ်ကန်နေတာဆဲတမက်ကနေမတက်တော့ဘူးဝင်တဲ့အလုံးဆိုလဲတင်မောသီးတွေကဖမ်းပြီးထောင်းတာကြောက်စရာကြီးမျိုးလေးပို့ချင်းကိုလည်းအထာရီနဲ့ပြီးဖမ်းဆဲတာရက်ွက်ထဲကကလေးကန်တဲ့အကွက်တွေပါထုတ်ကန်ကုန်တဲ့ကြောင်းလိုက်ကလည်းအမှတ်မပေးရအောင်ဘက်ကင်အပြောက်ကြီးလိတ်ကန်တာထိုင်းတွေဆဲလို့တောင်မရဘူးကောင်းပါတယ်ဆိုမှခရိုတွေပါရန်ကန်ကုန်လို့ထိုင်းတွေအမှတ်ရှာရခက်တယ်ခရိုမျိုးလေးဖမ်းချင်းချော်လို့ကိုတင်ကိုတက်လိုက်တာဝေးသွားမှအမှတ်ထက်တက်တယ်နောက်တစ်လုံးမျိုးလေးဘလိုင်းနဲ့ပစ်ထိုးလိုက်တာတမက်ရတာပါပဲဒီဘက်မှာတော့မျိုးလေးကစားပစ်ချီလိတ်တင်နေတာအမှတ်ကိုမတက်နိုင်ဘူးထိုင်းတွေကနောက်ကလိုက်လာပြီးပိုက်ထောက်ပြီးဝင်းတဲ့အလုံးတောင်ဟိုဘဲတွေကခရိုရီထောင်းတာငိုးမချင်းလုံးတောင်ကျိုးလောက်တဲ့တစ်ဖက်မှာလဲအထော့ကြံကမျိုးလေးကိုချင်းလုံးနဲ့ပြစ်ကန်တာရှောင်းချိန်တာမရလိုက်ဘူးလူမှန်သွားလို့တမက်ပေးလိုက်ရတယ်အဲ့တော့မှစားပစ်တင်နေတဲ့မျိုးလေးကစိတ်တွေတူပြီးအင်ဂျီတွေချွတ်အသားကုန်ပုတ်တာနှလုံးဆက်ပုတ်တာနှစ်မှတ်တွေရကုန်လို့ပြိတက်တွေကတဝူးဖြစ်ကုန်နေအထော့ကြံကလည်းနောက်ထပ်2မှတ်ထပ်ယူပြလိုက်တာ13မှတ်9မှတ်ဖြစ်သွားပြီးပွဲတွေကောင်းနေရောမျိုးလေးရဲ့ပြင်ထန်တဲ့စားပစ်တွေတောင်ထိုင်းခွင်ထဲညင်ဆင်းပြီးတင်မောသီးတွေဘွားနဲ့ထောင်းကြတာကြောင်းတိုက်ဖင်ထိုင်မှလဲတဲ့အမှတ်တမှတ်အတွက်ရေကုန်ရေခမ်းကြိုးစားပြီး13မှတ်9မှတ်ဖြစ်နေချိန်ကြောင်းတိုက်တင်မောသီးကန်ချင်းကိုဖမ်းပြီးတမတ်ယူပြလိုက်တာပရိသတ်တွေပါကြောင်းတိုက်နဲ့အားပေးတွေကျန်းကုန်ရောတစ်ဆက်ထဲမှာပဲထိုင်းကလည်းမျိုးလေးပလိုင်းကိုပိုက်တွေထောက်ပြီးထိုးတာငိုးမစားပစ်ကောင်းချက်ကလက်လံနဲ့မြန်မာကလည်းအနိုင်ရရှိဖို့လိုနေတဲ့တမတ်ကိုအစွမ်းကုန်စူးစမ်းရှာဖွေနေတာထိုင်းကလည်းအကောင်းဆုံး defend ပြီးကစားနေတာရင်ခုန်စရာကောင်းနေရောပဲစားပစ်တိုက်အားတွေပါမြင့်တင်လာတာမျိုးလေးခွင်တွေပါလန်ကုန်လို့ပြေးလိုက်တင်ပေမဲ့ကြောင်းတိုက်ကပိုက်ထဲကန်ချဖြစ်ဂရိတ်တက်စီကအားမလို့အားမရအတန်တွေထွက်လာတဲ့ထိုင်းကလည်းအမှတ်မီဖို့စူးစမ်းလိုက်ရင်မြန်မာကလည်းအစွမ်းကုန်နဖန်ပြီးလိုနေတဲ့တမတ်ကိုရှာဖွေနေရတယ်နောက်ဆုံးမှာတော့တင်မောတီဘွားကိုမျိုးလေးဖမိုးနဲ့တစ်ချက်ဆဲပြီးကြောင်းတိုက်ကန်ချင်းနဲ့အဆုံးသက်ကန်သွင်းလိုက်တယ်ဒီအတွက်ဂုံယူစရာအကောင်းဆုံးအခိုက်အတန့်တစ်ခုဖြစ်ခဲ့တဲ့15မှတ်ဆက်တမတ်ဆိုတဲ့ရလက်နဲ့ထိုက်တန်အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်တကယ်သဘောကျရင်အသေးတစ်ခုပေးပါမြန်မာချင်းအတွက်နောက်ထပ်ဂုံယူဖို့ခန်းစားချက်တွေတင်ဆက်ပေးသွားမယ်